ရှုသွင်းမယ်ရှုထုတ်မယ်ရှုထုတ်မယ်ရှုသွင်းမယ် ဘလို့ဖြစ်တာလဲဖုန်းလည်းမကန်ဘူးကွာဟမ်ဒီနားစိတ်ချင်ရောက်နေပြီ ရှုထုတ်မယ်ဟွာကိုကြီးလာကြုံနေဖို့ပြန်လိုက်လို့ရလားရှင်ပြိတ်ပါနော်ဒီလိုလာပါပြီဟယ်လို မိမိဒီမှာဖုန်းပေါ်တာကြာလာပြီကွာဘာလို့ဖုန်းမကန်တာလဲ လာပြီကိုကြီးရဲ့ဟောမိမိကဘာလုပ်နေလို့လဲဟိုတယ်မှာပဲရှိနေတဲ့ဟာကိုလာပြီ ဒီနားစိတ်ချင်တော့လွန်နေပြီလေကွာမင်းဟာ တက်လေကရောက်ပြီနော် အေးဟုတ်ပြီအောက်မှာစောင့်နေနော်မိ ညီမလေး ဘာလဲမသိဘူး စပါးပဲလွာလဲ စပါးကဒါ8လွာဆို6လွာတဲ့နဲ့ချက် ဟာမိလေးပါလေဘယ်ကအတန်းကြီးလဲယောက်ျားတန်းကြီးကြားနေရတယ်နော် ဟိုကယောက်ျားတစ်ယောက်ပါကိုကြီးကလည်း ဟာဘာတွေလာမင်းနေတာလဲမဟုတ်သေးပါဘူးမင်းတို့တင်တန်းမှာယောက်ျားလေးမှမရှိတာ ဟုတ်လေကရပြီဟယ်လို ဟယ်လိုဟယ်လိုဟယ်လို ဟယ်လို ဟယ်လိုမိလေးဟယ်လို ဖုန်းကမီးတော့မဟုတ်မောင်သွားထက်လက်ကပြတ်သွားလားမီးချိတ်လိုက်တာနော် ဒီတက်လေးကဘာဖြစ်တာလဲဟိုမှာ ground ရောက်နေပြီဘာလို့ဒီတကားကမပွင့်ရတာလဲမိလေးကငါစိတ်ပူလိုက်တာကွာဟေးတကယ်ဟိုတက်လေးကဒီမှာ ground ရောက်နေပြီကွာဘာလို့ဒီတကားကမပွင့်တာလဲဟမ် ဟိုကမီးစက်လေးချိန်နေတော့ဗျာ အော်အဲ့လိုလားကဲအဲ့လိုဆိုရင်မြန်မြန်သွားချိန်ရမှာကွာသွား ခဏလေးပဲစောင့်ပါပါဗျာ အေးသိတယ် ပြန်ရပြီပါ ဒီမှာဟုတ်ပါလေအော်ပြန်ရမှာပေါ့ဒါလုံးစင်နေတယ်ကွာသိတယ်သွားဟာ ညီမလေးကကြောက်တယ်လို့လားကိုကြီးတရားလုံးရှိပါတယ် ရှေ့မတိုးလာနဲ့နော် ဘာလဲလဲမကြောက်ပါနဲ့ ဟမ် ဘာလေးနာမည်ဘယ်လိုခေါ်တာ မော နာမည်လေးနဲ့လူလေးနဲ့အရန်လိုက်တယ်ကွာကိုကြီးစိတ်ထဲမှာငုံကြက်သွားတာပဲ မတိုးလာနဲ့နော် တလီကအကြိုက်ပြက်မှလားမသိဘူးကွာအကြိုက်ပြက်တော့လဲအကြိုက်တူတူရှိရတာပေါ့ဟုတ်ဘူးလားညီမလေးကပေးရလဲမန္တလေးရမယ်လား မန္တလေး ဟုတ်ပါမလားကိုကြီးကလူပြရမဟုတ်ဘူးတော့ထင်တာနတ်ပြည်ကနတ်သမီးလေးနတ်တက်ကျွေလာသလားလို့ တက်လက်ကမရတယ်နော် ကောင်းလေးခဏလားမင်းတို့မိဇက်ကမရသေးဘူးလားဟမ် မီးစက်ကဒီနေ့မှဘာဖြစ်နေလဲနှိုးလို့မရဘူးဖြစ်နေတယ် ဟုတ်ကဲ့ပါကွာမင်းတို့ဟော်တွေက battery inverter တွေပါတတ်မထားဘူးလား ဟုတ်မီးစက်ကခဏဖောက်တယ်လို့ဘက်ထရီအင်ဗာတာတော့ဒီနေ့လုံနေပါရဲ့ဗျာ ဟာဟမ်တိုင်းဒီ inverter နဲ့ battery တွေကတနစ်ကလည်းနိုင်လားဟမ် နိုင်ပါလေရှင်။သမီးရှင်းပြပါမယ်ရှင်။ဒီဘက်ထရီကကြတော့ဓလိကားအတွက်သုံးတယ်48ဖို့ပါရှင်။ဒါပြင်ကို24ဖို့တွဲဖို့သုံးမျိုးရှိတဲ့ပြင် all in one ဘက်ထရီနဲ့ inverter တွဲရမျိုးစားတွေလည်းရပါတယ်ရှင် ဟောဒီ brand က SI နေနော် ။ဟုတ်ကဲ့ရှင်။သမီးတို့ Green Max မြန်မာကုမ္ပဏီကတူးရဲကိုယ်စားလှယ်ယူဖြန့်ချီတဲ့ brand ဖြစ်တဲ့အတွက်တရားခိုင်နှုတ်စိတ်ချပါလေရှင်။ဒီရင်းမှာတာမကပဲ global ထိရောက်တဲ့ brand လေးပါရှင် ဟို after sales service တွေရရှိလား ။ဟောရှိပါတယ်ရှင်။ service ချင်းကိုလုံလောက်ဖွဲ့စည်းထားတာဖြစ်လို့ video call နဲ့လည်းဖြစ်ရှင်းပေးပါတယ်။ရန်ကုန်နဲ့မန္တလေးဆိုရင်လူကိုယ်တိုင် testing လုပ်ပြီးဖြစ်ရှင်းပေးပါတယ်ရှင်။ဒီဘက်ထရီ testing ပြီးသွားပြီဆိုတာနဲ့မီးချင်းပြစောင့်စရာမလိုပဲအားလုံးဆင်ပြေသွားပါပြီရှင်။ ကောင်းလိုက်တဲ့ SI နေကွာဟဲ့တော့ကောင်းတဲ့ brand ကိုမင်းတို့ဟိုတည်းကအစိုးရတွေကဆင်လာပါလား စိတ်ချတဲ့ brand ကိုရှားနေလို့ခုမှတက်ဖြစ်တာပါဗျာ ဟမ် အော်ဦးကဓလိကရပြီဗျာ ဟုတ်လားဟာမင်းလေးအဆင်ပြေရလားဟင် ဖိဖားတဲ့ကိုကြီးကဘာလို့လဲတက်လက်ကလေးရက်သွားတာ ဘာမဟုတ်ဘူးအတန်လေးကဒီမှာဖုန်းထဲမှာကြားနေရတယ်ဟင်အဲ့ဒီကောင်ဟိုကောင်ဟင်ဟိုကအတန်ကြားနေရတဲ့ကောင်လေဘာမပြောတယ်မင်း ဆင်းရင်လိုက်တာ3မိနစ်လောက်ကိုအသက်ထွက်မတက်ပဲဘယ်ဒီအင်ဗတာလေးပါလေတက်ပေးကြပါအောင် ဟုတ်တက်ထားပါရဲ့ဗျာ SRNE brand တက်ထားပါရဲ့ဗျာ ပြီးရောစပါးဘယ်နှလားလဲ စပါ9လောက်ပါဗျာ 6လားဆိုအခုကဘယ်နှလားရောက်နေရလဲ ဒါမြင်ကြီးတက်ပါ မြင်းကြီးတဲ့စိတ်ညစ်တယ်ဟုတ်တယ်လိကနေတော့တက်တော့မယ်
ဘာဖြစ်တာတော့ဓာတ်လက်ကရက်သွားဟာမိချိတ်မြန်ပြီလားမသိဘူးဟဲ့ရေးတဲ့လိုင်းရမရဘူး စားရအဆာနီဘက်ထရီအင်ဗာတာလေးတက်ထားလိုက်ပြီးနေမဲ့ဟာကိုကွယ်စိတ်ညစ်လိုက်တာ ပူလိုက်တာဟဲ့ အလောက်ကရေးကြီးပါလေဆိုမှာပါ ဟဲ့မရဘူးဓာတ်လက်ကတဲ့ အာချွေးထွက်လာပြီမိတ်ကပ်တွေပြက်ကုန်လို့မှာပဲ လိုင်းရလည်းမကြည့်ဘူး အသက်ရှူတွေပါကြက်လာပြီအိုင်ဒီဘောဆန်နဲ့ဘယ်သူပေါက်တာလဲထက်လေကနည်းနည်းမမလေးတော့မအောင်နိုင်ကြဘူးလားမသိဘူး ဘာဘူးဟဲ့ ဘယ်သူပေါက်တာလဲ ပေါက်တဲ့သူရေနဲ့အရင်နဲ့သူပေါက်